ဒါကြီးကတမျိုးကြီးပဲမဖြစ်နိုင်တာဟာဒါတကယ်ရွှေတွေရဲ့အဒီလေရဲ့ကိုထေရိုးတစ်ခုလုံးကရွှေတွေနဲ့လှုပ်ထားတာများလားတကယ်ကြီးပဲငါအိမ်မက်နေတာမဟုတ်ဘူးငါတော့ချမ်းသာပြီငါတကယ်ချမ်းသာသွားပြီစိတ်ကမ်းမှာလူရှင်းနေတော့လေကိုအမြန်ဖြတ်ပြီးဖွက်ထားမှနေဦးဒီလေကိုထဲကဘလောက်လေးမလဲတွက်ကြည့်ရအောင်ဘလောက်ဖိုးရနိုင်မလဲအဒီရိုးကြီးပဲကိုပေါင်ရချီရှိတယ်ခရမ်း1000ပဲထားဦးနေဦးဒီ12မီတာရှည်ရဲ့လေထဲကရွှေတီးတန်းကနှစ်တန်ကျော်တောင်ရှိနေတာပဲတတန်ကကီလို1000ဆိုတော့နှစ်တန်ဆိုတော့ခရမ်းနှစ်တန်တကရန်ကိုဘလောက်ပဲတွက်အဒီကရွှေတွေကအနည်းဆုံးသိန်းပေါင်းတောင်းချီတန်တယ်အကုန်လုံးအစ်စ်တွေကြီးပဲဖျားရည်ငါချမ်းသာပြီကိုဇေယာနဲ့ဦးနောက်ထဲရေဝင်နေတာလားငွေ9000နဲ့တခြားဘာလို့မကောင်းဘူးလားငါအတွက်ပြန်ယူလာခဲ့ပေးတာတစ်သားဆွေးအပုံလိုက်ကြီးတယ်လားထိုင်စရာနေရာတောင်တကွက်မှမရှိဘူးနင်ငါကိုဘသွားခိုင်းတာလဲကုန်းပတ်ပေါ်ရက်ပြီးလေခံနေခိုင်းတာလားအဲ့ဒါပြောတာပေါ့အဒီဇေယာကအရန်ခေါင်းမလုံးနဲ့ငါဖမ်းရတာကပင်ပန်းပါတယ်ဆိုမှအဒီလိုအစုပ်ပလုတ်လေးကိုဝယ်လာသေးတယ်ငါကြည့်ရတာသူတေချာအလုံးမလုံးချင်လို့ပဲငါသာဆိုသူ့ကိုကွာရှင်းလိုက်ပြီးမိမ့်မရေမဟုတ်ဘူးလေမင်းကအပျော်စီးလေးတစင်းလိုချင်တယ်ဆိုနောက်ဆိုလေပေါ်မှာရှမ်ပိန်တောက်လို့ရအောင်လေဘာရှမ်ပိန်လဲငါ့ကိုအဆက်ကွဲအောင်လုပ်နေတာနားထောင်စမ်းစေရနင်းနဲ့ငါလက်ထက်လာတာ3နှစ်ရှိပြီနင်းစက်ရုံမှုလောက်တော့ဖြစ်လာမယ်ထင်ထားတာအခုထိလေဝမ်းပိုက်ထဲမှာကြမ်းတိုက်နေရတဲ့သူတောင်းစားပဲရှိသေးတယ်မိမကိုပြောတာနားထောင်ဦးကိုစက်ပြင်တက်တယ်အဒီလေကိုပြင်နိုင်တယ်အနင်းပြင်ပြီးသွားရင်ကုံသွားတဲ့ပိုက်ဆံနဲ့အမြန်ရင်အစ်စ်တစင်းတောင်ဝယ်လို့ရတယ်ဇေယအခုချက်ချင်းအဲ့ဒီလေစုပ်ကိုသွားပြန်ပေးလိုက်ပိုက်ဆံပြန်ယူခဲ့တပြားမှရောလို့မရဘူးမဟုတ်ရင်တော့ငါတို့ကွာရှင်းကြမယ်ပြန်ပေးလိုက်ပါပြဿနာမရှာပါနဲ့တော့ဟုတ်တယ်လေစုပ်တစင်းကြောင့်မိသားစုမကွဲပါစေနဲ့ငါနောက်ဆုံးအနေနဲ့မင်းမယ်ပြန်ပေးမှလားမပေးဘူးလားကိုပြန်မပေးဘူးဇေယနင်းနဲ့ဟန်ကြပါလားငါနင့်ကိုပြောလိုက်မယ်နင်းနဲ့လိုက်ပြီးငါညှိနဲ့နန်နေတဲ့ဘဝကိုငါသီးမခံနိုင်တော့ဘူးမနဲ့ဖြန်မနဲ့တရားရုံးမှာတွေ့ကြမယ်ကွာရှင်းမယ်တကယ်တော့ဒီလေကိုဝယ်ခဲ့တာကလွန်ခဲ့ရဲ့လောဝက်လောက်ဆရာကြီးမဆုံးခင်ကမာခဲ့လို့ပါဇေယဆရာတော့မရတော့ဘူးဆရာမမင်းအတွက်ချန်ထားပေးခဲ့စရာဘာမှမရှိဘူးစွန့်ပစ်စိတ်ကန်းရဲ့အရှိတ်အစုံဆုံးမှာအင်မတန်ဟောင်းနေတဲ့ငါဖမ်းလေတစ်စင်းရောင်းဖို့ရှိတယ်မင်းသွားဝယ်လိုက်ပါဘလောက်ပဲပေးရဝယ်လိုက်ပါဆရာကိုဒီနှစ်တွေတည်းပြုစုပေးခဲ့တဲ့ကျေးဇူးဆက်တယ်လို့ပဲသဘောထားလိုက်ပါဟုတ်ကဲ့ပါဆရာကျွန်တော်ဂတိပေးပါတယ်ကျွန်တော်သွားဝယ်ပါမယ်နင်ကတော့မိသားစုကိုဖျက်ဆီးမဲ့ကောင်နင်ဒီအိမ်လေးပျက်စီးသွားမှပဲကျေနပ်မှာလားနင်းတေချာငါဖမ်းထွက်ပြီးပိုက်ဆံမရှာပဲပိုက်ဆံတွေကိုဖြုံးတီးပြီးဒီလိုအတုံးမကျတဲ့တစ်သားဆွေးတွေကိုဝယ်လာတယ်နင်ပါအကြောင်းပြငါဂယုမဆိုင်ဘူးအခုချက်ချင်းတီရီစီသွားတောင်းပန်အဒီလေစုပ်ကိုပြန်ပေးလိုက်သူ့ကိုသွားချော့မဟုတ်ရင်ငါမှနင့်လိုသားမရှိဘူးလို့မှတ်လိုက်အဒီလေကိုပြင်ပြီးသွားရင်ပင်လေပြင်ထွက်ပြီးငါးတွေပို့ဖမ်းလို့ရပြီကျွန်တော်ကအကောင်းဆုံးစက်ပြင်စရာပဲလေဝယ်ထားတဲ့ပိုက်ဆံကိုအမြန်ပြန်ရှာနိုင်မှာပါကိုကျော်ဒီပစ္စည်းတွေဘယ်လောက်ကြမလဲဆိုတာကြည့်ပေးပါဦးအဒီရှေးဟောင်းပစ္စည်းတွေအဒီကျေးဝါကြီးပဲကိုအနည်းဆုံး12000လောက်ရှိတယ်9000 6000လောက်မပါဘဲတော့ဝယ်လို့မရဘူးအားနာပါတယ်အကိုဒါကြီးကတမျိုးကြီးပဲမဖြစ်နိုင်တာဟာဒါတကယ်ရွှေတွေရဲ့အဒီလေရဲ့ကိုထေရိုးတစ်ခုလုံးကရွှေတွေနဲ့လှုပ်ထားတာများလားတကယ်ကြီးပဲငါအိမ်မက်နေတာမဟုတ်ဘူးငါတော့ချမ်းသာပြီငါတကယ်ချမ်းသာသွားပြီစိတ်ကမ်းမှာလူရှင်းနေတော့လေကိုအမြန်ဖြတ်ပြီးဖွက်ထားမှနေဦးဒီလေကိုထဲကဘလောက်လေးမလဲတွက်ကြည့်ရအောင်ဘလောက်ဖိုးရနိုင်မလဲအဒီရိုးကြီးပဲကိုပေါင်ရချီရှိတယ်ခရမ်း1000ပဲထားဦးနေဦးဒီ12မီတာရှည်ရဲ့လေထဲကရွှေတီးတန်းကနှစ်တန်ကျော်တောင်ရှိနေတာပဲတတန်ကကီလို1000ဆိုတော့နှစ်တန်ဆိုတော့ခရမ်းနှစ်တန်တကရန်ကိုဘလောက်ပဲတွက်အဒီကရွှေတွေကအနည်းဆုံးသိန်းပေါင်းတောင်းချီတန်တယ်အကုန်လုံးအစ်စ်တွေကြီးပဲဖျားရည်ငါချမ်းသာပြီကိုအကုန်လုံးကိုအတုံးလေးတွေပိုင်းပြီးဖွက်ထားမှဒီကိစ္စကိုဒုတိယလူလုံးဝတီးလို့မဖြစ်ဘူးအဒီမြေအောက်ခန်းကိုမတုံးတာ10နှစ်လောက်ရှိပြီရွှေတွေကိုဒီထဲမှာဖွက်ထားရင်ဘသူမှတိမှာမဟုတ်ဘူးတတုံးချန်ထားပြီးပိုက်ဆံသွားလဲမယ်အဲ့ဒီကြရင်ဇိမ်ခံလေးတစ်စင်းဝယ်လိုက်မယ်လေစုပ်ကိုပြင်လိုက်တာလို့ပဲပြောလိုက်မယ်သူထေးဒီဟာကိုကြည့်ပြီးဈေးဖြတ်ပေးပါဦးဟာပစ္စည်းကောင်းမဲ့အစ်စ်အမှန်အရေးသွေးမြင့်တယ်ဘယ်ကရလာတာလဲကျွန်တော်ဆရာချန်ထားပေးခဲ့တာအဈေးဖြတ်ပေးလို့ရမလား4သိန်းကအရန်နေလုံးတယ်တခြားလူသွားရှာလိုက်မယ်နေဦးအဒီဈေးကမနှဲတော့ဘူးအဒီပစ္စည်းကရှေးဟောင်းပစ္စည်းတစ်ခုကနေခွာလာတာနဲ့တူတယ်ညီလေးအဒီလောကမှာကအကောက်ကွေ့များတယ်ဇက်မြင့်မတေချာတဲ့ပစ္စည်းဆိုတော့ကိုလည်းအနေရခံရတယ်လေမလောပါနဲ့ညီလေးညီလေးအယောင်းဝယ်ဆိုတာညှိနှိုင်းလို့ရပါတယ်အဲ့ဒါဆိုသူထေးကဈေးတစ်ခုပေးလေပိုင်ရှင်မဲ့ပစ္စည်းမို့လို့အပိုင်ဝယ်ရဲ့စာချုပ်ချုပ်မယ်လေကကျွန်တော်လေတရားဝင်ပဲကျွန်တော်ရဲ့ဒီရွှေကသူထေးထက်ပြီးပုံသွင်းစရာတော့မလိုဘူးတန်ပြီးလက်ဝရတနာလုပ်လို့ရတယ်အပြက်ဈေး9သိန်းဒါကပေါက်ဈေးနီးပါးလောက်ဖြစ်နေပြီကောင်းပြီမင်းတော်တယ်ကိုကြည့်ရတာမင်းစီမှာနောက်လဲပစ္စည်းရှိသေးပုံပဲမိတ်ဆွေဖွဲတဲ့အနေနဲ့ပေါ့9သိန်းဆိုလဲ9သိန်းပေါ့ကက်နံပါတ်ပေးမနေ့ကတော့အဲ့ဒီလေစုပ်လေးကြောင့်ငါလူတိုင်းရဲ့လောင်ပြောင်တာကိုခံခဲ့ရတယ်တသက်လုံး9ညီနဲ့ပဲရှူရမယ်လို့အစဲခံခဲ့ရတယ်မိမကလည်းတခြားလူရဲ့ကားပေါ်ပါသွားတယ်အိမ်ထောင်လဲကွဲခဲ့ပြီဒါပေမဲ့ဒီနေ့ကစားပြီး
နာစေရာဘဝပြောင်းပြီး